အားလုံးပဲမင်္ဂလာပါကျွန်မအခုကဘာရွှေကို analysis လေးလုပ်ပြီးမှဖြစ်ပါတယ်အဲ့တော့ကျွန်မ analysis လုပ်ဖို့ရပါတော့ကျွန်မ OBS ကဒီနာလေးမှမပေါ်လို့ကျွန်မမနေဘူးကျွန်မစောင့်လိုက်ရတာပေါ့နော်အဲ့တော့လက်ရှိကျွန်မကကဘာရွှေကိုပေါ့နော်ကျွန်မဒီ analysis လုပ်နေကြက1 hour မှာပါဒါပေမဲ့1 hour အရစောင့်ရတဲ့အချိန်လေးတွေကတော်တော်ကြာတယ်ဘာလို့လဲဆိုတော့ market ကအရန်ကိုမှဆင်းချင်တယ်ဆိုရင်ကျွန်မတို့ကပူပတ်အကြီးကြီးတွေပြန်မတက်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တော့ကျွန်မက15မိနစ်မှာဆင်းပြီးတော့ analysis လေးလုပ်တာပေါ့နော်အဲ့တော့ဒါ15မိနစ်အရဆိုလဲဒါကျမတို့ clearly downtrend ကျမတို့ဒီ weekly မှာကြည့်မယ်ဆိုရင်လည်းလုံးဝကိုမှကန်နေရတာပြန်ပြီးတော့ကျလာတာကိုကျမတို့တွေ့ရမှာပေါ့နော်အဲ့တော့ကျမတို့ entry လေးစောစောရအောင်15မိနစ်မှာပဲတစ်ချက်ကြည့်နေပါတယ်ဒါမနေ့တော့ကျတော့ကျမဒီနားလေးထိပေါ့နော်ဒီနားလေးထိမိပါတယ်ဒီနားဝန်းကျင်ပေါ့အဲ့တော့ကျမရဲ့ sorry ပါကျမရဲ့ပေါ့နော်ဒီရဲ့ technical အရာဆိုရင်ကျမတို့က inducement ကိုဆွတ်ပြီးတဲ့နောက်ပိုင်းမှာကျမတို့က trade ရတာပေါ့နော်အဲ့တော့ဒီတောက်လျှောက်သူဆင်းလာတဲ့အချိန်မှာဆိုရင်လည်းဒါကျမတို့က inducement ထိကို market ကဘယ်တော့မှပြန်မလာဘဲနဲ့တောက်လျှောက်ဆင်းချတာပေါ့နော်အဲ့တော့ဒီညတော့ဆိုကျမဒီနားလေးထိစောင့်ကြည့်တာကျမတို့10နာရီကျော်လောက်ရှိပြီဒီနားလေးမှာဈေးလေးကဣနေတာပေါ့နော်အဲ့တော့တကယ်သူ inducement ကိုဆွတ်သွားတဲ့အချိန်မှာကျမတို့မမီဘူးပေါ့နော်မမီတော့ entry မရဘူးအဲ့တော့ inducement ကိုဆွတ်တော့ကျမတို့ low point ရတယ် low point ကိုဆွတ်တော့ကျမတို့ high ရတာပေါ့နော်အဲ့တော့ high ကလက်ရှိမှာဆိုရင်ကျမတို့3192ပေါ့နော်လက်ရှိအနေအထားရကျမတို့ low point မရသေးဘူးအဲ့တော့သူ့ရဲ့ဒီရဲ့ weight ရဲ့ပေါ့နော် inducement ဒီနောက်ဘက်ဆုံးကြားတဲ့ weight ရဲ့ inducement ကကျမတို့3000နဲ့ကျမတစ်ချက်လေး3156ပေါ့နော်ဒီရဲ့ဈေးတန်းကိုသူကပေါ့နော်ကန်နယ်နဲ့ကျမတို့ break မှသာဒါကျမတို့ဒီအပေါ်ဆုံးတွေထိလာမှာဖြစ်ပါတယ်အကယ်၍မ break နိုင်ပဲနဲ့ပေါ့နော်သူက switch ပြီးတော့ဒီလိုမျိုးလေး switch ပြီးတော့မှကျမတို့ spike လေးနဲ့ချမ်းမယ်ဒါမှမဟုတ်ရင်လည်းအေးပေါ့ဒီရဲ့ဈေးတန်းကိုမှမဆွတ်နိုင်ပဲနဲ့အောက်တနေရာကနေအကယ်၍ဆင်းမဲ့ပုံစံလေးပြခဲ့မယ်ဆိုရင်တော့ဒါကျမ market ကပြန်ပြီးတော့ဆင်းကျင်တဲ့အနေအထားလေးပေါ့နော်အဲ့တော့လက်ရှိမှာတော့15မိနစ်အရန်ကိုမှရိုးရှင်းပါတယ်အဲ့တော့ကျမတို့အယောင်အတွက်စောက်တင်တဲ့ဈေးတန်းက3193ရဲ့3195ဒီနားလေးမှာတစ်ချက်စောက်တင်ပါတယ်ပြီးရင်အပေါ် high point နားမှာရှိတဲ့ဒီဇုံလေးမှာတစ်ချက်စောက်ကြည့်တင်တယ်ကျမတို့ဒီ15မိနစ်ရဲ့ဒီဇုံမှာရောက်လာခဲ့မယ်ဆိုရင်တော့ဒါကျမကတော့1 minute မှာဒါကျမဒီ sell entry အတွက် lower step လေးကိုတစ်ချက်ကျမလိုက်ပြီးတော့ရှာမှာပေါ့နော်ရမှသာကျမလိုက်ရောက်ပါမယ်ဘာလို့လဲဆိုတော့လက်ရှိမှာကျမတို့ပေါ့နော်လက်ရှိမှာဆိုရင်ကဘာရွှေကဒီရဲ့ပေါ့နော်4 hour ရဲ့ demand zone လေးနားမှာရောင်းနေပါတယ်ဒါပေမဲ့ဒီရဲ့ zone ကတော့ကျမတို့ strong တော့တိတ်မဖြစ်တော့ဘူးလို့တော့ကျမထင်တာပေါ့နော်ကျမတိတ်တော့မကြိုက်ဘူးသို့ပေမဲ့လည်းဒီ zone လေးကနေထောက်ပြီးတော့ဒါသူကပူပတ်အနေနဲ့ပြန်တက်တဲ့အတက်လေးပြနေတယ်အဲ့တော့15မိနစ်အရာဆိုရင်လည်းဒါသူပူပတ်အနေနဲ့ပြန်တက်ကောင်းတက်နိုင်တာပေါ့နော်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ကျမတို့ကဒီအခုလက်ရှိကျမ trade နေတဲ့15မိနစ်ရဲ့ trend ကိုပဲကျွန်မကြည့်ပြီးတော့အယောင်းဝယ်လုပ်ပါမယ်။ကျွန်မတို့စောက်တင်နေပေါ့နော်။စောက်တင်တဲ့ဈေးတန်းမှာစောက်မယ်။အကယ်၍တေးကြရဲဆိုရင်လိုက်ရောင်းမယ်။မတေးကြဘူးသူကဆက်တက်ပြီးတော့မှဖောက်သွားတယ်ဆိုရင်လည်းဒါကျွန်မတို့ကဒီဘိုင်ရမလားပေါ့နော်။အဝယ်ဆိုရင်လည်းအဝယ်အတွက်ပြန်ပြီးတော့စဉ်းစားမှာပေါ့နော်။လက်ရှိမှာကတော့ဒီ15 minute ရ down trend ဒါကျွန်မတို့ time frame မြင့်နေမှာလည်းအကြအားသားနေတာဖြစ်တဲ့အတွက်ကျွန်မတို့ရောင်းလို့ရမရတစ်ချက်စောက်ကြည့်မှာဖြစ်ပါတယ်။ကျမရဲ့တီရဆိုရင်ကျမတို့က inducement ကိုဆွတ်ပြီးမှပြန်ကြဆွတ်ပြီးတော့မှ trader ကကောင်းတာပေါ့နော်မဆွတ်မချင်း trader ကအဆင်မပြေဘူးဘာလို့လဲဆိုတော့အချိန်မရွေးကျမတို့ inducement ကိုဆွတ်ပြီးတော့အပေါ်ဆုံးတွေထိပြန်ပြီးတော့လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့အရှိမဆိုရင်လည်းတောက်လျှောက်ဆင်းခဲ့တဲ့အစင်းတွေကိုကျမတို့ကြည့်ခဲ့မယ်ဆိုရင်ကျမတို့ရဲ့ inducement ကိုမဆွတ်တော့ဒါကျမအယောင်မဝင်ရဲဘူးအဝယ်ဆိုရင်လည်းအဝယ်ပေါ့နော်inducement ကိုဆွတ်ပြီးဒီမှာ inducement ကိုဆွတ်ပြီးမှတောက်လျှောက်ဆင်းတဲ့အချိန်ကလည်းကျမတို့မမီပါဘူးဒီနားလေးတင်မှာကိုဒါည10နာရီကျော်လောက်ရှိနေပြီပေါ့နော်အဲ့တော့ကျမဆက်ပြီးတော့မကြည့်နိုင်ဘူးမကြည့်နိုင်တဲ့အချိန်မှာလည်းမကြည့်နိုင်တဲ့အချိန်မှာသူကြားတယ်ကြားပြီးတော့မှပြန်တက်တယ်ဒီမှာမှကျမတို့ကသူ့ရဲ့ inducement ကိုဆွတ်ထားတာပေါ့နော်ဒါဆွတ်တယ်ဆိုတာကဒီလိုပုံစံလေးပါဒီအရှိမရှိတဲ့ inducement ကိုဒါသူဆွတ်တယ်ကန်တယ်နဲ့ဆွတ်ပြီးတော့အောက်မှာပြန်ပိတ်တယ်ဒီလိုမျိုးပုံစံဆိုရင်ဒါသူကပြန်ပြီးတော့ဆက်ကြခြင်းတယ်ဒါကိုမှကျမတို့မိခဲ့တယ်ဆိုရင်ရေရေတင်းတင်းကျမတို့ entry ယူလို့ရပါတယ်အဲ့တော့ဒီမှာဒီ way မှာဆိုရင်သူ့ရဲ့ inducement ကဒီနားလေးမှာပါ market ကအရန်ကိုမှပြန်ဆင်းချင်တယ်ဆိုရင်ဒီ inducement ကိုသူက break နိုင်မှာမဟုတ်ဘူးပေါ့နော်အကယ်၍ inducement ကိုတက်ပြီးတော့မှသူကကန်တယ်နဲ့ပိတ်သွားခဲ့တယ်ဆိုရင်လည်းကျမတို့အပေါ်စုံလေးတွေမှာတစ်ချက်စောင့်ကြည့်လို့ရပါတယ်အရောင်း entry ရမရပေါ့နော်ဟုတ်ကဲ့ပါမိတ်ဆွေတို့အနေနဲ့ကောဘယ်ဈေးတန်းဒီမှာစောင့်နေလဲပေါ့နော်အခုလက်ရှိကျမတို့2နာရီခွဲပါတော့မယ်2နာရီခွဲဆိုရင်တော့
ဒါကျမတို့ London session ဖွင့်ပြီးပေါ့နော် London session ဖွင့်ပြီးနောက်ပိုင်း trader ကကျမတို့အတွက်ပို့ပြီးတော့ကောင်းမွန်တဲ့အခွင့်အရေးတွေကိုရနိုင်ပါတယ် London session ကနေပြီးတော့ကျမတို့ညနေ9 ခွဲထိ trade လို့ရတယ်9 ခွဲနောက်ပိုင်းဆိုရင်တော့ကျမတို့မ trade တင်တော့ဘူး entry မယူတင်တော့ဘူးပေါ့နော်ဒါကတယောက်နဲ့တယောက်ကွဲပြားမှုရှိနိုင်ပါတယ်ကျမရဲ့ဒီသုံးနေတဲ့ပေါ့နော် technical အရာပါပြီးကျမတို့အဲ့ဒီအချိန်မှာ trade ပဲနဲ့ဘယ်အချိန်ပြန်ပြီးတော့ trade တင်လဲဆိုတော့ဒီ9 နာရီခွဲနောက်ပိုင်း New York session ဖွင့်တဲ့အချိန်ဒီမှာကျမတို့ပြန်ပြီးတော့ trade တင်ပါတယ်